အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ရန်ကုန်တိုင်းဒေသကြီးတကုံစိတ်ကမ်းမြို့နယ်တလေးကိုရက်ကွက်ကိုဒုံးချေဝယ်ယူပြီးတဲ့ဗီဒီယိုမှတ်တမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာသင်္ကန်းကျွန်းမြို့နယ်မှာယုံကြည်စွာလာရောက်ရောင်းချပြီးတဲ့ဦးလေးတို့မိသားစုကို89ပဲလေးမိသားစုမှာပထမဦးစွာကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ကုမ္ပဏီအပေါ်မှာဦးလေးရဲ့ယုံကြည်မှုလိုအပ်တဲ့ဆောင်ရွက်စာတမ်းတွေကိုအချိန်မီပို့ပေးခြင်းနဲ့ပူးပေါင်းဆောင်ရွက်ခြင်းတွေကြောင့်ယနေ့မှာတော့အလုပ်တစ်ခုကိုအဆင်ပြေချောမွေ့စွာပြည့်မြောက်ခဲ့တာပဲဖြစ်ပါတယ်ရောင်းချပြီးသွားတော့ဦးလေးနဲ့အတူမိသားစုဝင်တယောက်ချင်းစီတိုင်းကျမ်းမာပျော်ရွှင်သောနေ့ရက်များကိုပိုင်ဆိုင်ပြီးတော့သွားလက်လာပါများဒီလာတိုးတက်ပါစီကြောင်း89ပဲလေးမိသားစုမှာစုမုံကောင်းတောင်းလိုက်ပါတယ်ခင်ဗျာဝယ်ရောင်းက customer များအိမ်ချမ်းမြင်နဲ့ပတ်သက်တဲ့အချောင်းဝန်ဆောင်ဝင်များကိုရယူလို့တော့ customer များအနေဖြင့်ကျွန်တော်တို့ရဲ့ရုံခန်းကိုမနက်9:00 နာရီမှညနေ9:00 နာရီအတွင်းပိတ်ရက်မရှိဆက်သွယ်ဆောင်စမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာဆက်သွယ်မယ်ဆိုရင်တော့3994898664 3999898994ကိုဆက်သွယ်ဆောင်စမ်းမေးမြန်းနိုင်ပါတယ်ရုံခန်းတရှိရာနေရာလေးကတော့ရန်ကုန်တိုင်းဒေသကြီးတောင်ဒဂုံမြို့နယ်အမှတ်42ပလဲရတနာလမ်း25ရပ်ကွက်တောင်ဒဂုံပန်းချံကားမှတ်တိုင်နီးရွယ်ဖြစ်ပါတယ်ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ